ပါတယ်ဒီမှာကျွန်တော်ဒါစိုက်ဖို့ပေါ့နော်ဒါစဘာဆန်းလာတာဖြစ်တယ်အဲ့တော့ဘာနဲ့ဆန်းလာလဲဆိုတော့ organic တစ်မျိုးလေးကိုပဲတုံးပြီးတော့ဆန်းကြည့်တာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးကရလက်တကယ်ကောင်းခဲ့တယ်အဲ့တော့ဒီနှစ်မှာကျွန်တော်ထပ်ပြီးတော့စောက်ကြည့်တာပေါ့နော်ဘယ်လိုပုံစံစောက်ကြည့်လဲဆိုရင်ဒီမြေရောစာကိုပေါ့နော်မတုံးပဲနဲ့ကျွန်တော်တို့ကဒါသူ့ရဲ့အာနိသင်ကပြောလာတာရှိတယ်ဒါတစ်ခါသုံးရပြီးဆိုကျွန်တော်တို့ကအမြဲတမ်းဒီမြေပေါ်မှာပေါ့နော်သူ့ရဲ့ဓာတ်ကကြံနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အာဟာရကြံနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အမြဲတမ်းသုံးရမလို့ဖြစ်တယ်လို့ဒါကုမ္ပဏီရဲ့ထုတ်ပြန်တာဖြစ်ဆိုတော့ကျွန်တော်စမ်းကြည့်ထားတာပေါ့နော်တကယ်တမ်းဆိုရင်တော့ကျွန်တော်မြင်တွေ့နေရတာဖြစ်ပါတယ်ဒါကကျွန်တော်တို့ပြောမယ်ဆိုရင်ဒီနေ့ကဘာမှကျွန်တော်တို့မသုံးရသေးဘူးဒီ organic လည်းမသုံးရသေးဘူးဒီမှာဆိုတာအစ်စ်တွေမဖောက်တော့မဖောက်သေးဘူးပေါ့နော်ဒါကျွန်တော်တို့စိုက်ပြိုးပြီးတော့စိုက်ထားပြီးတော့မှကျွန်တော်စမ်းကြည့်ထားတာဖြစ်တယ်ဘာတွေ့ရလဲဆိုရင်အပင်တွေကစိမ့်ဆိုပြီးတော့ကောင်းတယ်ပြီးရင်ပေါင်းမင်တွေလုံးဝမရှိဘူးပေါင်းမင်တွေရှားတာပေါ့နော်ကဲနောက်ခုကကြကျွန်တော်ဒါကကြတော့ဒါတခြားလေကွင်းကအကွက်ဖြစ်ပါတယ်နော်ဒီမှာဆိုကျွန်တော်ဗာမြင်ရလဲဆိုရင်စပားတွေကဝါကြင်6ကက်တွေဖြစ်နေတာမျိုးတွေ့ရမယ်နော်အဲ့ဒါကဘာကွာချားလဲဆို Ruby Mall ကထုတ်လုပ်လာတဲ့ organic ကတဘာဝမြေရောစာစစ်ဖြစ်တယ်ပြီးရင်ကျွန်တော်ဒီထဲမှာဆိုရင်မီးတောင်ရဲ့ချော်ရည်ပါဝင်တယ်ဒါကြောင့်မို့သူ့ရဲ့အထက်ကဘာကောင်းလဲဆိုရင်မြေကြီးကိုအဓိကအားဖြစ်ကူညီပေးတာဖြစ်တဲ့အတွက်ကျွန်တော်အပင်ပြိုးမင်စိုက်တဲ့နေရာမှာအရန်ထိရောက်မှုကောင်းတယ်အရန်လည်းကြီးထွားမှုလည်းကောင်းမွန်တာဖြစ်တယ်ပြီးရင်အယောင်လည်းစိမ့်လန်းဆိုပြေတာဖြစ်တယ်ပြီးရင်ပေါင်းမင်တွေကိုလုံးဝအာမပေးဘူးပိုးဒီကျွန်တော်ပိုးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပိုးတွေကိုလည်းအာမပေးတာဖြစ်တဲ့အတွက်ပိုးကိုလည်းကျွန်တော်တို့အတက်နိုင်ဆုံးကင်းရှင်းပေးတယ်ပြီးတဲ့အခါမှာပေါင်းမင်တွေလည်းရော့နေစေတာဖြစ်တဲ့အတွက်အရန်သုံးလို့ကောင်းတယ်ဒီတဘူးကိုဘယ်တော့သုံးလို့ရထင်လဲတဘူးကိုဧက20ထိကျွန်တော်သုံးလို့ရတာဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်နဲ့တူလိုက်ကြည့်မယ်ဒါကကျွန်တော်တို့အခုဒါဒီနှစ်တည်းမှာဒီ organic ကိုလုံးဝမသုံးရဘူးပြီးခဲ့တဲ့နှစ်ကသုံးထားတဲ့လက်ကျန်ပဲပေါ့နော်ပြီးခဲ့တဲ့နှစ်ကသုံးထားတဲ့အတိုင်းကျွန်တော်ဒီနှစ်မှာဒီတိုင်းပဲစိုက်ကြည့်လိုက်တာပေါ့ဒီတစ်ခွက်စာကိုကျွန်တော်စမ်းကြည့်လိုက်တာရှင်းပြောမယ်ဆိုတော့တစ်ခွက်လုံးကဗာမြင်ရလို့စိမ့်ဆိုပြီးတော့မှတကယ်ကိုစပားပင်တွေအောင်တာကိုမြင်ရတယ်ပေါ့နော်ဒါကတော့အဆရှိနေတယ်ပေါ့နော်နောက်ပြီးတော့ဆေးဆက်မှလည်းကျွန်တော်ထပ်ပြီးတော့ဒီထက်ကောင်းလာဖို့လားဆိုတာကိုထပ်ဆောက်ကြည့်အောင်မှဖြစ်ပါတယ်ဒါပေမဲ့ဒီလောက်ရလက်ဒီလောက်ကောင်းလာပြီဆိုရင်ဒါကျွန်တော်ရဲ့အဖေကိုယ်တိုင်ပြောပြတာပေါ့နော်ဒီလောက်ဆိုရင်ဒါအဆင်ပြေတယ်ရှေ့ဆက်ကြောင့်စပားကြီးလာဖို့အတွက်လည်းတိတ်စိတ်ပူကြမလို့လို့လည်းပြောထားတယ်ပေါ့နော်ဒါကြောင့်မို့ဒီရလက်ကိုတော့တော်တော်လေးတဘောကြတယ် organic ရဲ့ရလက်ပို့ပြီးတဘောကြတယ်ကျွန်တော်တဘူးလေးကိုအများကြီးသုံးလို့ရတဲ့အပြင်ကိုမှကျွန်တော်တို့ကနော်နောက်နှစ်တွေမှာ short သုံးသွားလို့ရတဲ့အနေထားဖြစ်တယ်ဒါကြောင့်တော့ budget လည်း short လို့ရတယ်လို့အပင်တော့လည်းထိခိုက်မှုမရှိဘူးမြေကြီးကိုလည်းအားဖြည့်ပေးတာဖြစ်တော့မြေကြီးကိုလည်းထိခိုက်မှုမရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံတောင်သူလယ်သမားဦးကြီးများစမ်းကြည့်ပါသုံးကြည့်ပါအခုဆိုကျွန်တော်တို့ပဲခူးတိုင်းတက်ကလာဘက်မှာတွေဆိုလို့ရှိရင်ဒီ organic ကိုကျွန်တော်တို့စပြီးတော့မှသုံးပြီးတော့မှတကယ်ကိုပေါက်ရောက်နေကြပြီအဲ့မှာဆိုမြေပဲပေါ့နော်မြေပဲရမ်းများတယ်မြေပဲသုံးနေကြပြီပြီးတဲ့ခါကျွန်တော်မြန်မာနိုင်ငံမြင်းကြံဘက်တွေမှာလည်းသုံးနေကြပြီဖြစ်ပါတယ်ကဲမိတ်ဆွေRuby Mall organic တဘူးဘယ်လောက်လို့ထင်ပါလဲဘန်းငွေ2000ပဲဖြစ်ပါတယ်ဘန်းငွေ2000နဲ့ကျွန်တော်တို့တွေဧက20စာကိုသုံးလို့ရမယ်ဆိုရင်စိတ်ဝင်စားရင်အများဆုံးဆက်သွယ်လာဖို့ပြောချင်ပါတယ်ဒါကကျွန်တော်ကမြန်မာနိုင်ငံရောက်ရှိနေတဲ့ချိန်မှာကိုယ်တိုင်ကွင်းဆင်းပြီးတော့ကြည့်ခဲ့တာပဲဖြစ်ပါတယ်โอเคဒီနေ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့မှမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားရဆိုတော့လာရောက်မေးမြန်းလို့ရပါတယ်အားလုံးပဲ bye bye